10 မိနစ်အတွင်းဂျပန်စကားလေ့လာကြမယ်ဒီတစ်ခေါက်မှာတော့နေ့စဉ်သုံးကရိယာ6လုံးကိုလေ့လာကြမယ်行く行くသွားသည်来る来るလာသည်食べる食べるစားသည်飲む飲むတောက်သည်読む読むဖတ်သည်書く書くစာရေးသည်遊ぶ遊ぶကစားသည်寝る寝るအိပ်သည်歩く歩くလမ်းလျှောက်သည်အမြဲတမ်းအရှိသို့နှံ့ကြည့်ပေးပါご清聴ありがとうございましたバイバイ